皆さん、こんにちは。အားလုံးပဲမင်္ဂလာပါ။ Haru Online Japanese Language Class ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့သင်ပေးချင်တာလေးကကြတော့ခတာခဏရဲ့နောက်ဆုံး lesson တစ်ခုဖြစ်တဲ့ခတာခဏရာယိုရော်ရဲ့ဝါဝိုရဲ့အွန်ရဲ့ရင်းနှီးကိုသင်ကြားပေးမှာဖြစ်ပါတယ်။ဒီ lesson လေးကကြတော့ဘယ်ပြောရမလဲပေါ့နော်။ဒီခတာခဏအာရဲ့နောက်ဆုံး lesson လို့ပြောလို့ရပါတယ်။ဒီစကားလုံးလေးပြီးပြီဆိုရင်တော့ခတာခဏ lesson လေးရတော့ပြီးတော့ပါပြီ။ Okay အဲ့ဆိုပြီးတော့ခတာခဏပြီးရင်ဘာသင်ရမလဲဆိုတဲ့ဟာကိုလည်းအဆုံးဒီဗီဒီယိုအဆုံးမှာပြပေးထားမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့အတွက်ပြောချင်ပါတယ်။ဒီဆုံးခတာခဏရာယူရော်ရဲ့ဝါဝရဲ့ခွန်ရဲ့ကိုဒီဆုံးတင်ကြားလိုက်ကြရအောင်ပေါ့နော်။ကဲအဲ့ဆိုနောက်ဆုံးခတာခဏ lesson လေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချာလေးကိုလုပ်ပြပါ။ကဲစပါပြီဘယ်လိုလုပ်ရမလဲပြောမယ်နော်အခုစပြီနော်ဆိုတော့ဒီမှာရာယူရော်ရေးမယ်ဟုတ်လားနော်ရာယူရော်ရေးမယ်ကမှပထမဆုံးရအောင်ရေးမယ်ရမှာじゃဆွဲချက်ကလိုလေးတက်တက်လေးလွှတ်သွားမယ်နောက်ကိုနည်းနည်းလေးစိုက်မယ်ပြီးပြီဆိုရင်ဒီဘေးကနေဒီပြန်ဆွဲမယ်ရရဆိုတော့ဒီနောက်ကဟာရောက်ကောက်သွားခဏနော်ဒါပါလေရယူယူကြောင့်ယူပြီးယူကိုဘယ်လိုရေးမလဲဆိုရင်ယူမှာကြတော့သူကဆွဲချက်ကနှစ်ချက်ရှိပါတယ်ရာယူရောပေါ့နော်ရောတစ်လုံးနဲ့သူကဆွဲချက်ကသုံးချက်ရှိပါတယ်ရောကလည်းတကယ်လွယ်ပေါ့နော်သူကပူအောင်လွယ်သေးတယ်သုံးချက်ရှိတာဒါကရပါရပြီးဆိုပါလာမလဲယူကကြတော့သူ့မှာကဆွဲချက်ကနှစ်ချက်ရှိပါတယ်သူကလည်းလွယ်တယ်ပေါ့နော်လွယ်ထဲမှာပါတယ်ဒါပေမဲ့မြင်းချောင်းတန်းအောင်ဆွဲနိုင်ဖို့ပဲခက်တာပေါ့နော်ခဲကြည့်လိုက်ကြအောင်ပထမဆုံးအနေနဲ့ပထမဆုံး4000လူလေးဆွဲပါမယ်လူလေးဆွဲမယ်ဒီလိုလေးဆွဲမယ်လူလေးလုပ်ပြီးပြီဆိုရင်အဲ့အောက်ကနေနော်အောက်ကနေဒီလိုမြင်းလေးတစ်ချောင်းဖြတ်ပါမယ်တစ်ချောင်းနှစ်ချောင်းတစ်ချောင်းနှစ်ချောင်းရမလားနော်အဲ့ဒါဒီမှာနော်ဒီမှာလေးကဒီမှာ mouse နဲ့ဆိုတော့ဘယ်လိုပြောရမလဲသူကအဲ့လိုဆွဲတဲ့အခါမှာဖိထားမိရင်သူ့ဘာနောက်ပြီးဆွဲသွားရှိပါနော်အဲ့လိုရှိတော့ပြန်ကြည့်မယ်နော်တကယ်ဒီမှာတေးလေးတစ်ခေါက်ကြည့်မယ်အဲ့ဒီဆိုပို့စင်ကြီးတော့လိုလေးပါပြင်မာတော့လေလာပါရဲ့ဒါပေမဲ့ဒီ laptop ရဲ့ရောက်သွားတဲ့အခါကျလေတွေကအဲ့လိုဖြစ်ကုန်ပါတယ်ယူပါနော်ရောလို့ပြောလို့ရတယ်ရို့လို့လည်းပြောလို့ရအောင်ရေးမယ်ဘယ်လိုရေးမလဲဆိုရင်သူကအီးပြောင်းမြန်တဲ့အတူပဲဒါအီးမှာကဆွဲချက်ကအဲ၃ချက်ပါရမလားဘယ်လိုရေးစမ်းမလဲဆိုတော့ဒီဘက်ကနေနော်ဒီ sorry ဒီဘက်ကနေသူကပြောင်းမြန်ဆွဲမယ်နော်ဒီလေးဆွဲမယ်တစ်ချက်ဒီအလဲကနေနောက်တစ်ချက်ဆွဲကြည့်မယ်နှစ်ချက်ဒီအောက်ကနေလူလေးဆွဲကြည့်မယ်သုံးချက်လူလေးပေါ့နော်ဒါလေးကတော့ယူဖြစ်ပါတယ်အမားစီနေနော်ကဲယူကြီးပါဒီမှာဆိုအီးပုံစံပြင်ပြီးရပဲဆိုပြီးတော့ဒီလိုတွေနော်နောက်တစ်ခါပါရဲ့ဒီလိုတွေတွေ့မဆွဲရအောင်နော်ဆွဲရအောင်နော်ကဲမသိပါဘူးလေဘယ်သူဆက်စုံသိပါဘူးလေဆိုပြီးတော့ဒီလိုလေးဆွဲမယ်ဆွဲပြီးဆိုအောက်ကနေအရင်ဆွဲရမှာအပေါ်တွေကနေအရင်ဆွဲပြီးကြမှာအောက်ကအရင်ဆွဲရမှာကိုအောက်မှာနောက်မှဆွဲအဲ့လိုမလုပ်အောင်နော်အဲ့လိုလုပ်ရင်ဘာဖြစ်လဲဆိုတော့ဟိုနေ့ကပြောခဲ့သလိုပဲဘယ်ဘက်နဲ့ရေးသလိုဖြစ်လိမ့်မယ်ဟဲ့ကိုယ့်ရဲ့မတန်တဲ့ဘက်ကနေရေးသလိုဖြစ်ပါလိမ့်မယ်ကဲဆက်ကြည့်အောင်နော်ယူရမယ်နော်ဒါလေးကိုရမယ်ယူယူပြီးဆိုရင်ဘာလာမလဲဝအဲ့သုံးလုံးလေးကိုချန်ခဲ့ရထူးခြားချက်မလို့နော်ဝါကိုဘယ်လိုဆွဲမလဲဆိုရင်ဝါကဝါကိုဘယ်လိုဆွဲမလဲကျောင်းသားကိုစပြန်မေးနေအောင်ပေါ့နော်ကဲပါစရပါဆိုဝါနဲ့ဝါစမရဲ့ဝါကိုရေးစမ်းမယ်နော်ဝါကပထမဆုံးတစ်ချက်အနေနဲ့အောက်ကနေအပေါ်လိုလေးဆွဲလိုက်မယ်တန်လေးနော်တန်လေးပဲဆွဲမယ် sorry ဒီမှာပတ်စမြင်တာlaptop နဲ့ဆွဲရအောင်ဆိုးအဲ့တစ်ချက်ရှိရဲ့ကိုဆွဲချင်သူဆွဲမရသူထိမ့်ပေးနေရပေါ့နော်ပြန်ဆွဲမယ်နော်အောက်ကနေအပေါ်နော်မှားမယ်နော်အောက်ကနေပေါ်ပြီးပြီဆိုရင်တော့
ဘေးကိုတန်တန်ဆွဲပြီးတော့အောက်ကိုဆွဲချလိုက်ပါဒီညနေပုံနော်ဒီလိုခုနကဆွဲခဲ့သူဒီလိုကြီးဆွဲရင်မှားပါတယ်အောက်ကနေအပေါ်ဆွဲမယ်ပြီးဆိုဒီမှာလွတ်လိုက်ညလွတ်လိုက်ပါဆွဲပြီးတော့လေးဆွဲချပါမယ်ခုနကမလွတ်လိုက်မိဘူးပေါ့နော်ဒီ mouse ကိုထိန်းရနေโอเคလေးဆက်လိုက်ပါမယ်နော်ရမနော်အဲ့ပြီးဆိုရင်ဘာလောင်းလဲဟုတ်ပါတယ်ဝို့ဖြစ်ပါတယ်မှာတစ်ခါပြိုက်တော့မယ်အဲ့ဒီဝလို့လေးဆွဲပြီးတော့သူကဒီလိုလေးပေါ့နော်မောခဏခဏဟုတ်တယ်ဒါပေမဲ့သူ့မှာကဝမှာတစ်ခုရှိရတယ်နည်းနည်းလေးပြောင်းသွားတာရှိတယ်လူလေးဆွဲပြီးတော့သူကအဲ့လိုအရင်မဆွဲဘူးပထမဆုံးတစ်ချက်အနေနဲ့ကကြတော့သူကဒီအရှိရဒီဟာလေးမပါတော့ဘူးပေါ့နော်ဒါလေးမပါတော့ဘူးဒီပြီးပြီဆိုရင်တော့ခဏနောက်ဖြတ်ပြီးတော့ပဲပြင်ပြလိုက်ပါဦးမယ်တော့ကြာနားမလဲတာဖြစ်ကုန်ပါစို့ဟုတ်ကဲ့ပါကဲကြည့်အောင်ဆိုတော့ဒီမှာဆိုရင်ဝိုးကဘယ်လိုယူမလဲဆိုတော့ပထမဆုံးတစ်ချက်အနေနဲ့ကဒီလိုလေးတန်တန်တစ်ချက်ဆွဲလိုက်ပါပြီးပြီဆိုရင်ဒီပေါ့နော်နှစ်ချက်မြောက်အနေနဲ့ကကြတော့ဒီလိုမျိုးလေးဆွဲလိုက်ပါမယ်ပြီးဆိုရင်နောက်ဆုံးတစ်ချက်အနေနဲ့ကလေးဆွဲလိုက်ပါဒါလေးကဝိုးပေါ့နော်လေးဆွဲမယ်တစ်ချက်နှစ်ချက်သုံးချက်ဒီနေရာမှာတစ်ခုထားမှာပေါ့နော်ဒီလိုမျိုးဒီအောက်ကဟာလေးကိုနည်းနည်းလေးပြောသေးပြီပေါ့နော်အရင်ရွယ်သူဆိုရတဲ့သေးရလေးကပို့ပြောလာတာပေါ့ဒီလိုလေးဆွဲမယ်အဲ့ဒါမှဒီလိုလေးဆွဲလိုက်တဲ့အခါမှာလည်းလွယ်ကူပါတယ်ဒါလေးရပါလဲဆိုရင်ဟိုနောက်ဆုံးတစ်လုံးမှကြမှာရယ်ဒီနေ့ကတော့6လုံးဖြစ်သွားတာပေါ့နော်ဆိုတော့တမမဲ့နောက်ဆုံးအလုံးပေါ့နော်အလုံးတီးကြရတာကဘယ်လိုဆွဲမလဲဆိုရင်သူကအရှိမစင်တဲ့စကလုံးလေးရှိရနော်ဘာနဲ့စင်လေးဆိုရင်စစ်တို့နော်ကြည့်လို့နဲ့စင်ပါတယ်ဆိုတော့ကဘယ်လိုဆွဲမလဲဆိုတော့သူ့မှာလည်းသူ့ဆွဲနေတဲ့သူရှိရပထမဆုံးတစ်ချက်အနေနဲ့ပေါ်ကနေအောက်လေးကွေးလေးချက်ဆွဲတာချက်ပဲလူလေးဆွဲရောလူလေးဆိုရင်အပေါ်ကနေအောက်ကိုလူလေးဆွဲချလိုက်ပါအော်မှာအော်မှာအော်မှာအော်နဲ့သူကဘာရှိလဲအော်နဲ့သူကဘာရှိလဲပြောပါအောင်အော်နဲ့သူတာဘာရှိလဲဟုတ်တယ်နော်အရင်တော့ငါတင်ခဲ့တယ်ဘာတွေနဲ့တူလဲဆိုရင်ဟိုငါဒီပေါ့နော်ရှီကတော့သူကရှီတို့တခြားလို့အရှိရဘယ်ပြောမလဲဆွဲတဲ့ဟာလေးစစ်လို့ဟာတွေကတော့မတူဆိုတော့ထားလိုက်ရောအဲ့ဒါတွေကိုနောက်ထပ်တူဟာလေးရှိသေးရပေါ့နော်အဲ့ဒါကြီးကြတော့ဘယ်လိုပြောရမလဲဆိုရင်သူကဒီစို့ပေါ့နော်စို့နဲ့ on နေရပုံစံကိုတော်တော်လေးကိုတူပါရဲ့ပြောမယ်နော်ပြပြောမယ်နော်ကဲအဲ့ဆိုရင်ကြည့်လိုက်ကြရအောင်ဆိုတော့အရင်ဆုံးပထမဆုံးတစ်ချက်အနေနဲ့ကပေါ့နော်ဒီအပေါ်စို့အရင်ရေးပြမယ်နော်စို့အရင်ရေးပြမယ်စို့ကကြဘယ်လိုဆွဲလဲဆိုရင်သူကဘလေးတစ်ချက်ဆွဲတယ်ဆွဲပြီးနော်ဆွဲပြီးနော်ပြီးဆွဲပြီးဆိုရင်သူကဘယ်လိုဆွဲလဲဆိုတော့အာခလိုက်အုံးအရင်ပြပြလိုက်မယ်အဲ့ဒါမှလွယ်သွားမှာပေါ့နော်ဘယ်လိုဆွဲလဲဆိုရင်ကဆွဲချက်ဘယ်နှချက်ဟုတ်ပါတယ်နှစ်ချက်ရှိရနော်စပြန်ပြီးနေပါတယ်နှစ်ချက်ရှိပါတယ်ဘယ်ကနေစဆွဲရမှာလဲဆိုရင်အပေါ်ကနေအောက်ကိုစဆွဲရမှာဖြစ်ပါတယ်လူလေးဆွဲမယ်အပေါ်ကနေအောက်ကိုဆွဲချမယ်ဒါလေးက on ဆိုတော့ကြာလူလေးဆွဲမယ်အောက်ကနေအပေါ်ကိုဆွဲချမယ်ဒါလေးကဆိုရမယ်နော် on နဲ့ဆိုပြချကြည့်တူနော်โอเคအဲ့ဒါပြီးတော့ဘာလာမလဲဘာလာမလဲပြီးသွားပြီပြီးသွားတဲ့ကြောင့်မလို့ရေးခဲ့6လုံးစလုံးတေချာလေးပြင်ပြပါမယ်ဆိုတော့ရအောင်ရေးပါမယ်အားလုံးသိကြတဲ့အတိုင်းရဘလို့တော့ပါရဲ့လိုလေးပေါ့နော် you your ဝိုက်စားဝအလုံးပေါ့ဝကကြတဲ့မျိုးပါဝကကြโอเคဆိုရင်တော့ဝလေးကိုတေချာလေးရေးကြည့်ဒီထဲမှာခက်တာဆိုလို့အဲ့ဟာလေးကတော့လွယ်ပါတယ်ဒီပေါ့နော်ဒါလေးက
on ရင်းနှီးလွယ်တယ်ဘာဖြစ်လဲဟုတ်ပါတယ်သူကနည်းနည်းလေးပေါ့ဘယ်လိုပြောရမလဲဒီမှာဆိုရင်မှတ်လို့ခက်တာပေါ့နော်ခဏကြာโอเคပါဆိုဒီနေ့သင်ပေးခဲ့ရယူကိုပြန်ခြုံပြောရမယ်ဆိုရင်ဒီခဏငါးလုံးကိုဒီနေ့သင်ပေးခဲ့ပါတယ်အခုပြောပြမှာလေးတစ်ခုရှိပါတယ်ဥကခဏရပြီးသွားပြီနော်ခဏရပြီးသွားပြီဆိုတော့ဘာတွေဆက်သင်ရမလဲဒါအခြေခံပညာဌာနကအပိုင်း20ဆိုပြီးပါပြီဆိုတော့ဘယ်နှစ်ပိုင်းကျန်သေးလဲဟုတ်ပါတယ်နှစ်ပိုင်းကျန်သေးတယ်နှစ်ပိုင်းမှာဘာတွေသင်ပေးမှာလဲဆိုရင်ထပ်မတစ်ပိုင်းပေါ့နော်အပိုင်း19မှာတစ်ခါရဲအဲ့လို contact ကလေးတွေကိုပြပြလိုက်ပေါ့နော်အပိုင်း19မှာသင်ပေးမှာလားကကြတော့ရင်တော့သင်ခဲ့တယ်အတန်ပေါင်းချင်း9မျိုးကိုမှတ်မိရနော်အဲ့အတန်ပေါင်းချင်း9မျိုးကိုတေချာလေးပြန်ပြီးတော့ review လုပ်ပေးမယ်overall ခြုံပြီးတော့ပြောပေးမယ်ပေါ့နော်ပြီးပြီဆိုရင်နောက်ဆုံးရနော်နောက်ဆုံးရအပိုင်း20ကျတော့ခဏ words တချို့လေ့လာပါမယ်ဥပမာ coffee လို့မျိုးဒီ M5 level မှာတိထားတဲ့ခဏ words တွေကိုတေချာလေးဇယားလေးနဲ့လေ့လာမှာပဲဖြစ်ပါတယ်โอเคပါအဲ့ဒါကတော့ဒီ20ထိပေါ့နော်ဒီပါ20တိပြီးွားဆိုတော့အဲ့ဒါကလုံးဝအခြေခံပညာဒါန lesson ကိုပြပါပြီအဲ့ဒါဆိုရင်နောက်ထပ်အပိုင်းတွေမှာပြန်ပြီးတော့တွေ့ပါအောင်မယ်ဒီနေ့တော့ကဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေအများကြီးမှာပေါ့နော်ပြန်တွေ့ကြပါအောင်မယ်အဲ့ဒါဆိုရင်တော့ဘိုင်ဘိုင်မှာဒီပေါ့နော်အခြေခံပညာဒါနဒီလောက်ထားတဲ့ဒီ program ပြီးသွားရင်လည်းနောက်ထပ် program တွေလာပါအောင်မယ်ဥပမာ meaning တွေတက်တင်ပေးရဒါမှမဟုတ်လည်း business grammar ကြီးတင်ပေးရလာပါအောင်မယ်နော်အဲ့မို့လို့အမြဲတမ်းဒီကြေညာချက်တွေ announcement တွေကိုသိထားရအောင်ဒီ Haro Online Japanese Language Channel လေးကိုလည်းsubscribe လေးလုပ်ပေးပြီးတော့ Facebook မှာလည်း page ကို follow လေးလုပ်ပေးကြပါအောင်เนาะအဲ့ဆိုတော့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲနောက်ထပ် video တွေမှာပြန်တွေ့ပါအောင်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်さようならありがとうございますバイバイないかもな